ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စိန်ဒုတိ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တို့အပိတ်နေရောက်ပြီဗျာနော်အပိတ်နေမှာကျွန်တော်ရဲ့ချင်းမင်းစီများအားလုံးအတွက်အကောင်းဆုံးကြိုးစားပေးတာပါဗျာနော်ကဲဒါဆိုရင်ကျွန်တော်လိုရင်းတူရှင်အောင်ပဲချပြပြပါမယ်ဗျာနော်ကဲတုံးသားနိုင်ပဲကျွန်တော်တို့ပိတ်နေမနေ့အတွက်ပါကွန်နန်လေးမရယူခင်မှာကျွန်တော်ရဲ့အောင်စိန်ဒုတိ channel ရဲ့အကောင့်တစ်လေးကို subscribe နေရသေးဘူးဆိုလို့ရှိရင် subscribe လေးနေတာပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းကနန်းတွေတင်တိုင်းတွေ့အောင်လို့ subscribe ပြီးနာ notification ခေါင်းလောင်းလေးလည်းနှိပ်ပြကြပါဦးကဲဒါဆိုရင်ကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်နော်ကဲဒီနေ့ကျွန်တော်တို့ခုနှစ်တလုံးပဲကြံတယ်ဗျာနော်အဲအကြောင်းမလို့ကျွန်တော်အမြင်ပြောရမှာဆိုလို့ရှိရင်ခုနှစ်တလုံးအိမ်ဆောက်ဖို့များပါတယ်ဗျာနော်ကြံမယ်လို့ထင်ပါတယ်အဲအကြောင်းကျွန်တော်ခုနှစ်ကိုမကိုက်ပါဘူးဗျာနော်အဲ့တော့ကျွန်တော်ဒီနေ့1ချိန်6လေးနဲ့ကျွန်တော်တို့မထီမပေါက်ကြီးနဲ့ကတ်မယ်နောက်တစ်ခုစေခွက်ထိပ်စီနဲ့ကတ်မှာပေါ့ဗျာနော်အဲ့တော့စုစုပေါင်းကျွန်တော်တို့10ခွက်ထွက်ပါမယ်အဲ့တော့ကျွန်တော်ရဲ့ချင်းမေးစများကလည်းအကြိုက်ချင်းတူရင်ကစားနိုင်ပါတယ်အကြိုက်ချင်းမတူရင်တော့ကိုယ့်ရဲ့စိတ်တိုင်းကြရွေးကစားနိုင်ပါတယ်ဗျာနော်ကဲကျွန်တော်တစ်ဘရိတ်ထွက်ထားတယ်ဗျာနော်တစ်ဘရိတ်နှစ်ခါထွက်ထားတဲ့အတွက်ကျွန်တော်တို့အပူလည်းထက်လာနိုင်တယ်ဗျာနော်အဲအကြောင်းမလို့ကျွန်တော်တို့အပူကစားခြင်းနဲ့မိတ်ဆွေတွေကျွန်တော်တို့ဈေးခွက်ထိပ်စီ3လုံးထည့်ရပဲအပူလာမယ်လို့ထင်ပါတယ်ဗျာနော်ဒါကတော့အပူကြိုက်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်အပေါ်အားဈေးခွက်ထိပ်စီအပူ3ခွက်ရှိမယ်ပေါ့ဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ကျွန်တော်ရဲ့အောင်စိတ်ဒုတိ channel ကိုအမြဲလိုအားပေးနေတဲ့ချင်းမင်းဆွေများနဲ့တကွာညီကိုများဒုတိဝါနာရှင်များအားလုံးပဲအပိန်နေမနဲ့မှာကံကောင်းကြပါစေခင်ဗျာ